engineering ဘက်သွားခြင်းရော GD နဲ့အဆင်ပြေလားတဲ့ပြောပြရမယ်နော် engineer ကို GD နဲ့သွားလို့ရတယ်ဒါပေမဲ့ဓာတ်ရိုက်တော့မရအောင်ဘာကြောင့်လဲဆိုတာပြောပြပေးမယ်တေချာလေးနားထောင်ပေးပါ GD လမ်းကြောင်းရွေးဖို့စဉ်းစားနေတဲ့ကျောင်းသူကျောင်းသားတွေမိဘတွေရှိရင်လည်းတေချာလေးနားထောင်သွားပါ engineering ကိုGD နဲ့ဓာတ်ရိုက်သွားလို့မရပါဘူးဘာလို့လဲဆိုတော့ engineer ဘာသာရပ်မှာmaths နဲ့ physics ကအရင်အရေးကြီးတယ် GD မှာပါတဲ့ဒီ maths ဘာသာရပ်ကသူ့ထဲမှာဒီ algebra တို့ geometry လောက်ပဲပါတယ်ဒီလို calculus တို့ advanced physics တို့မပါပါဘူးဆိုတော့ engineer major မှာကျတော့ဒီ maths နဲ့ physics foundation ကကောင်းကောင်းလိုအပ်တယ်အဲ့ဒီ foundation တွေက GD မှာမပါဘူးအဲ့ဆိုရင်ရှင်းမှတ်တယ်နော်ဒါကြောင့်မို့လို့GED နဲ့ဒီ engineering ဘာသာရပ်ကိုဒီတိုက်ရိုက်သွားလို့မရဘူးဒါပေမဲ့ GED နဲ့သွားလို့ရတဲ့လမ်းကြောင်းတွေရှိတယ်အဲ့ဒါပြောပြပေးမယ်လမ်းကြောင်းတစ်ကfoundation လမ်းကြောင်းပေါ့နော်သူက UK မဟုတ်ခြင်းဒီ Australia Aussie ပေါ့ Aussie ကတက္ကသိုလ်တွေကပေးတဲ့engineering foundation ဆိုတဲ့ program ရှိတယ်အဲ့ဒီ engineering foundation program ကို GD နဲ့တက်လို့ရတယ်ဒါပေမဲ့ GD တခုတည်းနဲ့မရဘူး IELTS တော့ဖြည့်ရတယ်ဒီမှာ IELTS ပေါ့နော်တော်တော်များခေါ်ကြတာIELTS ပေါ့နော် IELTS ဖြည့်ရမယ်ဆိုတော့နှစ်ခုပေါ့နော် GD ဖြည့်မယ် IELTS ဖြည့်မယ်ဒီနှစ်ခုပြီးသွားရင်UK တို့ဒီ Aussie တို့ကခုနကကျွန်မပြောတယ်တက္ကသိုလ်တွေက offer လုပ်တဲ့ engineering foundation program ကိုတက်မယ်အဲ့ဒီ foundation program ပြီးသွားရင်engineering by bachelor degree တက်လို့ရပြီเนาะနောက်ထပ်လမ်းကြောင်းတစ်ခုကမလေးရှားတို့စင်ကာပူတို့မဟုတ်ရင်ဒီ Thai တို့မှာပေါ့အဲ့လိုနိုင်ငံတွေကတက္ကသိုလ်တွေမှာဒီ engineering diploma program တွေရှိတယ်ဆိုတော့အဲ့ဒီတက္ကသိုလ်တွေကပေးတဲ့ဒီ engineering diploma ကိုတစ်နှစ်လောက်အရင်တက်လိုက်မယ်ပေါ့နော်အဲ့ဒီ diploma ကိုအရင်ယူပြီးသွားရင်second year degree ကို transfer လုပ်လို့ရတယ်မဟုတ်ဘူးဆိုရင်ဒီ American တို့ Canada တို့မှာရှိတဲ့ဒီ community college တွေကGD ကို direct လက်ခံတယ်ဆိုတော့အဲ့ဒီ community college တွေမှာကျမတို့ဒီ associate degree နှစ်ကိုGD နဲ့တက်လို့ရတယ်အဲ့ဒီတက်နေတဲ့အချိန်မှာအရေးကြီးတာတစ်ခုเนาะအရေးကြီးတာတစ်ခုကိုပြောပြမယ်အဲ့ဒီတက်နေတဲ့အချိန်မှာဒီ calculus physics ဘာသာရပ်တွေကိုအမှတ်ကောင်းအောင်ယူပါအမှတ်ကောင်းအောင်စူးစမ်းရမယ်เนาะဆိုတော့အဲ့ဒီဘာသာရပ်တွေအမှတ်ကောင်းရင်တော့ဒီကျမတို့ top engineering university တွေကိုဒီ third year transfer လုပ်လို့ရတယ်ဒါက GD နဲ့ engineering degree ကိုရယူနိုင်မယ့်နည်းလမ်းတွေပေါ့နော်ဆိုတော့ရမယ်ထင်ပါတယ်တကယ်လို့အခြားပညာရေးပိုင်းနဲ့ပတ်သက်တဲ့သိချင်တာလေးတွေရှိရင်မေးခွန်းလေးတွေရှိရင်ဗီဒီယိုရဲ့ဒီ post comment အောက်မှာ comment ပေးပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်မအပတ်စဉ် Q&A အမေးဖြေ section ဗီဒီယိုလေးတွေအပတ်စဉ်လုပ်ပေးသွားပါမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်